ယောက်မှာဘီလီယံနဲ့ချီတဲ့မျှော်တွေကိုဘယ်လိုမွေးမြူစားသုံးကြလဲလူတွေဘာလို့ကြောက်စရာကောင်းတဲ့မျှော်အကောင်ရေပေါင်းတန်းချီပြီးမွေးမြူကြတယ်လဲဆိုတာစဉ်းစားမိရလားကြောရိုးစိတ်သွားစေတဲ့မျှော်တွေဟာလူသားတွေနဲ့အတူနေထိုင်လာတာနှစ်ပေါင်းထောင်ချီရှိနေကြပါတယ်မျှော်တွေကနေဘယ်လိုအကျိုးအမြတ်တွေရရှိနိုင်တယ်လဲဆိုတာကြည့်လိုက်ကြရအောင်မဲလိုက်ပြီးတဲ့နောက်မှာမျှော်အမားကအချီအကျွဲအနေနဲ့ဥတွေကိုဥလိုက်ပါတယ်တခါဥရင်28ကောင်ကနေ136ကောင်အထိဥနိုင်ပါတယ်မျောရဲ့အဓိကစားစရာကခီယူပက်ကြီးနဲ့တရိတ်ဆန်သွေးပါခီယူပက်ကြီးဆိုတာရှာပွေရလွယ်ကူပြီးအာဟာရပြေဝတာကြောင့်မျောအတွက်အသင့်တော်ဆုံးစားစရာဖြစ်ပါတယ်မျောအကောင်တစ်ထောင်ကတပတ်ကိုခီယူပက်ကြီး20ကီလိုလောက်စားဖို့နဲ့ရေတန်းစင်ဖို့လိုအပ်ပါတယ်မျောကန်တွေဟာနေအောင်ရတဲ့နေရာမှာတည်ရှိရပြီးကန်ကို3မီတာအကျယ်10မီတာအနက်အဖြစ်နေရာပေါ်မူတည်ပြီးတည်ဆောက်ရပါတယ်ကန်တန်ရှင်းရေးကမျောတွေကိုပို့ပြီးကျန်းမာဖို့အတွက်အထောက်အကူပေးပါတယ်ချောင်းမွေးတဲ့အရေးပြတောက်ပတဲ့အယောင်ရှိတဲ့အကျမ်းမာဆုံးမျှော်တွေကိုမျိုးပွားဖို့အတွက်ရွေးချယ်ကြပါတယ်။ရွယ်ရောက်မျှော်ကောင်ရဲ့ရွယ်စားက10ကနေ12စင်တီမီတာထိရှိပြီး6လကနေ12လကြာရင်ရွယ်ရောက်လာကြပါတယ်။ပြီးရင်တော့မျှော်တွေကိုနေလမ်းဖို့အတွက်တစိုးထိုးရပါတယ်။တရုတ်လူမျိုးတွေကတတိအတော်ရှိကြတာပါပဲ။ကျွန်တော်သာဆိုရင်ဒါတွေကိုမြင်တာနဲ့စိတ်ညစ်လာမှာပါ။မျှော်ကြောက်တွေကကြီးလိုက်ရင်ကြောက်စရာကောင်းပေမဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေဖြစ်ပါတယ်။ဒါအပြင်တရုတ်စီးပွားမှာလည်းအရေးကြီးတဲ့ဈေးမယ်တစ်မျိုးဖြစ်ပါတယ်။ဒါကတော့တရုတ်ပြည်ရဲ့တန်းချီနေတဲ့မျှော်ထုတ်လုပ်ရေးလုပ်ငန်းစဉ်ဖြစ်ပါတယ်။ကြက်မဲထုတ်လုပ်ရေးကြက်မဲဟာစိတ်ဝင်စားဖို့အကောင်းဆုံးကြက်မျိုးစိဖြစ်ပါတယ်။နှစ်စဉ်တန်းချီနေတဲ့ကြက်မဲတွေကိုအရှိတောင်အာရှမှာတွေမကဘဲတကမ္ဘာလုံးမှာပါစားသုံးနေကြပါတယ်။နှစ်စဉ်ကြက်မဲကီလိုဂရမ်တန်း100လောက်ကိုထုတ်လုပ်နေပြီးကောင်းမွန်တဲ့အသား quality ရဲ့နောက်ွယ်မှာလှုပ်ဝက်ချက်တွေရှိနေပါတယ်။ကြက်မဲထုတ်လုပ်ရေးဟာဥကနေစတင်အကောင်ပေါက်ပြီးအကောင်ပေါက်ကလေးတွေကတော့ပုံမှန်အဝါရောင်ဖြစ်ပါတယ်။ကြက်မဲတွေဟာအကောင်ပေါက်လာကလေးကအစာရည်စားကိုကိုယ်တိုင်ရှာစားတက်ပြီးမိခိုမှုကင်းကြတာကြောင့်လင်းလင်းမြမြမျိုးပွားကြီးပြင်းလာနိုင်ပါတယ်။ကျမဲတို့ကျမရဲ့အတွက်ယောဂကာကွယ်နိုင်အောင်ကာကွယ်ဆေးထိုးနိုင်ပေးရပါတယ်။ဒါမှကျမဲလေးတွေဟာကြက်ချန်ထဲမှာအနာရောဂါကင်းစင်ပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ကာကွယ်ဆေးထိုးခြင်းဟာကျမရဲ့အတွက်တင်မကဘဲကျမဲတို့ရဲ့အနာဂတ်လှပဖို့အတွက်ပါအရေးကြီးပါတယ်။အရွယ်ရောက်ပေးသားကျမဲတွေဟာရှားပါးရုံနဲ့မကဘဲတခြားအရေးအသွေးတွေလည်းအများကြီးရှိပါတယ်။ကျမဲဟာရတာရှိပြီးပရိုတင်းဗီတာမင်နဲ့သတ္တုဓာတ်တွေအများကြီးပါဝင်ပါတယ်။မိသားစုစားဖို့နဲ့ထိတ်တန်းစားသောက်ဆိုင်ကြီးတွေမှာအာဟာရပြေးဝတဲ့ကျမဲဟာထိတ်တန်းရွေးချယ်ကြဖြစ်ပါတယ်။ကြက်မဲတွေအတွက်အစားအစာကိုလည်းမျှတအောင်သေချာပြင်ဆင်ပေးရပါတယ်။အစာတစ်ခုချင်းစီတိုင်းကိုကြက်မဲကြီးထွားဖို့အာဟာရရှိစေရုံနဲ့မကဘဲအသားရတာကောင်းစေဖို့ကပါထည့်သွင်းစဉ်းစားရပါတယ်။အစားအစာကနေတဆင်ယောဂကာကွယ်ပြီးအမွေးရည်သွေးတိုးတက်လာအောင်ရွယ်စားအကြီးဆုံးဖြစ်လာအောင်ကျွေးမွေးရပါတယ်။ကြက်မွေးမွေးမြူရေးဟာဥနှုံမြင်ပါတဲ့အတွက်ကြက်မွေးမျိုးတုံးသွားမှာကိုမပူရသလိုကြက်မဲမွေးမြူသူတွေအတွက်လည်းအကျိုးမြတ်များများကျန်ပါတယ်။ဒါကြောင့်လည်းမွေးမြူရေးလုပ်ငန်းမှာကြီးထွားနှုံတည်ငြိမ်ပြီးဥနှုံမြင်ပါတဲ့ကြက်မဲတွေကိုအများဆုံးရွေးချယ်လာကြပါတယ်။ကျမဲတွေဟာတရုတ်ဗီယက်နမ်နဲ့ထိုင်းနိုင်ငံတို့ရဲ့ထိပ်တန်းထွက်ကုန်ဖြစ်ပါတယ်။ကျမဲဟာရတာကောင်းတဲ့နိုင်အောင်သားဖြစ်တာကြောင့်တန်ဖိုးကြီးအသားအပြင်စားသောက်ဆိုင်ကြီးတွေနဲ့ပွဲတော်ရက်တွေမှာတင်ခင်းကြပါတယ်။ကျမဲရဲ့ဈေးကလည်းရိုးရိုးကျက်သားတဲ့ဆိုင်ပိုပြီးဈေးကြီးပါတယ်။ကျမဲကိုကျမ်းမာရေးအတွက်လည်းစားသုံးကြပါတယ်။ကျမဲကိုကျမ်းမာရေးနယ်ပယ်မှာအစာအဖြစ်နေမကဈေးဖြစ်ပါမြင်ကြပါတယ်။တရုတ်ရဲ့ဈေးပညာမှာကျမဲဟာခွန်အားဖြစ်စေပြီးသွေးအားကောင်းစေတယ်လို့ယောဂကာကွယ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်ကျမဲဟာကြော်ညာအားကောင်းနေရတာဖြစ်ပါတယ်။ထော်ဝတဲ့အဆင့်ကိုမရောက်ခင်ကြက်မဲကိုတန်းတန်းရှင်းရှင်းပြင်ဆင်ရပါတယ်။ပထမဆုံးအဆင့်ကတော့အမွှေးနှုတ်ခြင်းပါ။အမွှေးနှုတ်ရမှာအသားကိုမထိခိုက်အောင်လဲပတ်နေတဲ့ဆင်တွေပေါ်မှာရောဘာခေါင်းနဲ့ခင်းချင်းစွာပို့တိုက်ပြီးအမွှေးတွေအားလုံးကုန်စင်ပြီးပြောင်းရှင်းနေအောင်လှုပ်ပေးရပါတယ်။နောက်ဆုံးမှာတော့ကြက်ကောင်ချင်းစီကို quality ထိန်းသိမ်းရေးပညာရှင်တွေကအသေးစိတ်လေ့လာပြီးယောဂဒဏ်ရာရှိမရှိကိုစစ်ဆေးပါတယ်။ကြက်ကောင်ချင်းစီအနေနဲ့ကင်းပြီးအစားအစာဆန်လုံးတွေနဲ့ညီပြီးဆိုမှထုတ်ပိုးဖြန့်ချီရဲ့စီကိုပို့ဆောင်ပါတယ်။ကျက်သားကိုလေယာဉ်နဲ့ထုတ်ပိုးခြင်းစနစ်နဲ့ထုတ်ပိုးရပါတယ်။ဒီနည်းလမ်းကအောက်ဆီဂျင်ကိုဖယ်ရှားလိုက်တဲ့အတွက်ဘက်တီးရီးယားပေါက်ဖွားမှုကိုတားဆီးနိုင်ပါတယ်။ဒီနည်းလမ်းနဲ့ထုတ်ပိုးမှုကစားစရာကိုကြာရှည်ခံစေရုံနဲ့မကပဲလက်ဆက်နေစေပါတယ်။ထုတ်ပိုးပြီးသွားရင်တော့အသားကိုထုတ်ပိုးတဲ့နေ့တက်တန်းကုန်မဲ့နေ့စားသဖြင့်အသေးစိတ်ရေးမှတ်ထားပြီးဖြန့်ချီဖို့အတွက်တစ်တာတွေကိုထည့်ရပါတယ်။ရေခဲကနေထဲမှာတစ်တာတွေကိုထည့်ပြီးအသားကြာရှည်ခံအောင်တည်တည်တက်တက်ဖြန့်ချီရပါတယ်။